မိတ်ဆွေအနေနဲ့ဒီလိုပြက်နေတဲ့ပုံတွေကနေဒီလိုလှပတဲ့ပုံလေးဖြစ်အောင်ပြောင်းတတ်ချင်ပါသလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ပါကျွန်တော်လိုအပ်တာက ChatGPT ရဲ့ prompt ရဲ့ပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Chrome ကနေပြီးတော့ ChatGPT ကိုတွားလိုက်ပါပြီးရင်ဒီအပေါင်းလက္ခဏာလေးကနေကျွန်တော်တို့ပြောင်းခြင်းတဲ့ပုံကိုရွှေ့လိုက်ပါမယ်ကျွန်တော်ကတော့ဒီပုံလေးကိုပြောင်းပြန်မှာပဲဖြစ်ပါတယ်အဲ့ဒီကပြီးဒီစာရိုက်တဲ့နေရာမှာကျွန်တော်ရဲ့ prompt ကိုရိုက်ထည့်လိုက်ပါကျွန်တော်ကတော့ရိုက်ပြီးသားမလို့ pass ချလိုက်ပါတယ်ပြီးရင်တော့သူဒီမှာ generate လုပ်နေပါပြီခဏလောက်စောင့်ပေးပါဒီနေရာကနည်းနည်းတော့စောင့်ရပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ပုံလေးရပါပြီဒီပုံလေးကနေပြီးတော့ဒီပုံကိုကျွန်တော်က enhance လုပ်ပေးတာပဲဖြစ်ပါတယ်လုံးဝ 4K quality ပါဒါဆိုရင်တော့ကျွန်တော်ဒီ down လေးကိုနေပြီးတော့ download လုပ်လိုက်ရင်ကျွန်တော်တို့ရပါပြီခင်ဗျာအားလုံးပဲပျော်ရွှင်ကြပါစေ